အီတာချီကဟိုကာကဲဖြစ်ချင်ခဲ့ပူပါတယ်အသက်9နှစ်လောက်မှာဟိုကာကဲဖြစ်ချင်ခဲ့တာဆိုပေမဲ့ဘသူကိုမှမပေးသိခဲ့ပါဘူးအီတာချီမှာအီဆူမီဆိုတဲ့ကောင်မလေးရှိခဲ့ပူပါတယ်ကလန်တောင်းဖောမဖြစ်ခင်အီတာချီရဲ့တူဒီသောရီစာကအီဆူမီဦးချီဟာဖြစ်ပါတယ်series အတွင်းမှာသူ့ရဲ့ချစ်သူနဲ့ပတ်သက်ပြီးကီရှီမိုတိုကတိတ်ပြီးတော့ထုတ်ပြမသွားခဲ့ပေမဲ့ဝမ်းနည်းစရာကောင်းတာကအီတာချီကိုတိုင်းပထမဆုံးတက်ခဲ့ရတဲ့ကလန်မန်ပါပဲဖြစ်ပါတယ်။မတက်ခင်ခဏလိုမှာတော့တစ်စက္ကန့်အတွင်း290လောက်ဆွဲဆန့်လို့ရတဲ့စူကုယိုမီကြံကျစ်စုကိုအီဆူမီပေါ်တုံးပြီးတော့အိမ်မက်ကဘာထဲမှာမိသားစုကဘာလေးတစ်ခုတီထောင်ခဲ့တာဖြစ်ပါတယ်။ပြီးတော့သူ့ချစ်သူကိုတတ်ပစ်လိုက်ရပါတယ်။ခေါ်ဘူးတဲ့ပြုံးနေစီလို့ဂျုံနဲ့အယုတ်တွေငါဝယ်ထားတယ်မမုံနဲ့ဘုံရင်ကမတိတက်ခဲ့ပြီမဲ့ဒီချိန်မှာမင်းရလက်ကိုပဲအလုံးဝတမ်းရဲ့ရေစက်ကောင်းအောင်လေးသာတီးမယ်မင်းမရှိတဲ့ငါရမနဲ့တစားပြန်လို့သာကြည့်ွယ်သူရဲ့ဒီနာရီကူမပြီးပြီမဲ့မင်းငါရှိမနေခဲ့